လူတော်တော်များများကျွန်တော်ကိုအခုတလောလာမေးထားကြတဲ့မေခွန်းလေးတစ်ခုရှိရပေါ့နော်အဲ့ဒီမေခွန်းလေးကဗာမေခွန်းလေးဖြစ်မယ်လို့ထင်လဲဟုတ်ပါတယ်အခုတလောကျွန်တော်ကိုလူတော်တော်များများလာမေးထားကြတဲ့မေခွန်းလေးကဒီတက်ပတ်စံစားတဲ့စာအစ်တွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖြတ်သိမ်းရမလဲဆိုပြီးလာမေးထားကြတဲ့မေခွန်းလေးပဲဖြစ်ပါရဲ့ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲကိုဖုန်းမေဖြည့်လိုက်တာနဲ့ကျွန်တော်တို့100ဖြည့်လိုက်ရင်50လောက်ပဲဝင်တယ်50လောက်ကပျောက်သွားပြီပေါ့နော်ဒါဆိုရင်မိမိထဲမှာဖုံးပေစားတဲ့စာအိတ်တွေရှိနေလို့ပေါ့နော်ကျွန်တော်တို့အဲ့ဒီစာအိတ်တွေကိုကျွန်တော်တို့ဘယ်လိုမျိုးဖြတ်သိမ်းရမလဲဆိုပြီးလာမေးထားတဲ့အတွက်ကျွန်တော်ဒီနေ့ဘယ်လိုမျိုးဖြတ်သိမ်းရမလဲဆိုတာမိတ်ဆွေတို့ကိုပြန်လဲပြောပြပေးသွားမှာပေါ့နော်ကျွန်တော်တို့အဲ့ဒီပတ်စံစားတဲ့စာအိတ်တို့ဖြတ်သိမ်းဖို့ဆိုရင်ကျွန်တော်အခုပြထားတဲ့နံပါတ်လေးတိုင်းသွားခေါ်ပြီးကျွန်တော်တို့ဖြတ်သိမ်းလို့ရရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းထဲမှာဒီနံပါတ်လေးတိုင်းသွားခေါ်ပြီးကျွန်တော်တို့ပတ်စံစားတဲ့စာအိတ်တွေကိုဖြတ်သိမ်းလို့ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဆင်ပြေသွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိပြီးအသုံးတဲ့မယ်လို့ယုံကြည်ပါရယ်နောက်ထပ်ငွေချင်းတွေသိရအောင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ပြုလုပ်သွားပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ